Alice ပါရှင် Alice ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင် Sakura Gate နဲ့မှာ Alice ရဲ့ holiday မှာကျောင်းပိတ်တဲ့ရက်ပေါ့နော်beach ကိုတောင်းမှာဖြစ်ပါတယ် Sakura Gate နဲ့မှာ beach ID လေးကိုပြပြတောင်းမှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုမစခင် like and subscribe လေးလုပ်ခဲ့ပေးဖို့ပြောချင်ပါတယ်ရှင်အရင်ဆုံး menu ရဲ့ဝင်ရပါမယ် post တဲ့ဝင်ပါAlice က beach ကိုသွားပြီး hotel မှာတဲမှာဖြစ်တဲ့အတွက်လိုက်ခဲ့ပေးကြပါအောင်hotel မှာသွားမှာပေါ့နော်လိုက်ကြည့်ပေးကြပါအောင် ID လေးကို ID လေးကတော့591494661920ပဲဖြစ်ပါတယ်ရှင် ID လေးကိုရိုက်ထည့်ပြီးသွားလို့ရှိရင်เนาะသူကဒီမှာပေါ့နော်အဲ့ဒါဆောက်ပေးလိုက်မယ်ပေါ့နော်အဲ့ hotel လေးက beach နန်းမှာပဲပေါ့နော် okay ရောက်သွားပါပြီကားနဲ့ရောက်သွားစရာမလိုပါဘူးဒါလေးကတော့ hotel လေးပဲဖြစ်ပါတယ်ရှင် Let's ကဒီ hotel မှာနေမှာပဲဖြစ်ပါတယ်ဒီဘက်က hotel ကနည်းနည်းလေးတော့နေရတယ်ပေါ့နော်အဲ့တော့ Alice ဒီနေ့ Alice ရဲ့တငယ်ချင်းတွေကိုဖိတ်ပါမယ် Alice hotel ကတော့ Alice ကပထမအလဲ hotel လေးကိုပဲရွေးထားရပေါ့နော်ဘာလဲဆိုတော့ဒီအလဲကကျတော့ပို့ပြီးတော့မားသေးရမှာနှိုင်းနေုံများအရန်မိုက်ပါတယ် Oh my god ရေကူးကလည်းပါတယ်ပေါ့နော်တော်တော်မိုက်တယ်ဒါဒီမှာလဲဟိုကဘာလဲဒီမှာလဲအဲ့လိုဒီလိုမျိုးဟိုဖြစ်လို့ရတယ် relax လုပ်လို့ရတယ်တော်တော်မိုက်တယ်ဟုတ်ပြီဒီမှာလှေကဟုတ်တယ်လှေကားလေးပါတယ်ဒါရေကူးလို့ရတယ်အဲ့ဒါရေရတိတ်မကူးသေးဘူးပေါ့နော်ခမဝင်လာဆိုတော့ okay ပြန်တက်သွားမယ်ဒီမှာဆိုရင်အခန်းလေးတစ်ချက်ပြပြပေးပါမယ်ဒါကကြတော့အိမ်ရာရယ်ပြီးရင်သူရေချိုကန်းအိမ်နာရယ်ဒီမှာရေထမင်းစားလို့ရတယ်ပေါ့နော်ဒီထဲမှာတော့ဘာမှမထည့်ပေးထားဘူးပေါ့နော်ဒါတီလေးပါလေးကြည့်လို့ရတယ် okay တော်တော်မိုက်တယ်ဒါပေမဲ့ဒီဘက်ဟိုနည်းနည်းလေးတော့ရိုးတယ်ပေါ့နော်ဒီဘက်ဟိုတယ်ကကျန်နေအရန်လန်းတဲ့ဟိုတယ်ဘက်ကိုပြမယ်ပေါ့နော်အဲ့ဘက်ဟိုတယ်ကကျတော့ဒီဘက်မှာမရှိဘူးပေါ့နော်ဒါကကျတော့ရိုးတဲတဲ့ဟိုတယ်ပေါ့နော်ဟိုဘက်ကကျတော့နည်းနည်း relax လုပ်တဲ့ဟိုတယ်အဲ့ဘက်ကကျဟိုတယ်တော့မဟုတ်ဘူးတော်တော်များများ decoration တွေလုပ်ပေးထားတော်တော်မိုက်တယ်ပေါ့နော်အခု Alice ဒီဘက်မှာတော့လူတွေတိတ်မရှိသေးဘူးဆိုတော့ Alice လူတွေတဖိတ်လိုက်ပါအောင်မယ်ဒါလေးကတော့ hotel ပဲဖြစ်ပါရဲ့ရှင်ကျန်တဲ့ ID လေးတွေသိချင်လို့ရှိရင် like လေးနဲ့ subscribe လေးလုပ်ခဲ့ပေးပါအောင်ရှင် Alice ရဲ့ channel လေးကို okay ဒီဘက်မှာကကျတော့ water pond လေးရှိရပေါ့နော် water pond လေးကိုတော့နောက်ထပ်ဖတ်ထူးမှာပြပြီးပေါ့နော်ဒါက beach ဖတ်ဝန်းလေးပါရှင်အရန်ကိုပဲအေးချမ်းနေပေါ့နော်ဒီဘက်ကလူလဲရှင်းနေပြီးရင် hotel လေးဆိုရင်လည်းလူမျိုးအရင်ကြီးမရှုပ်ဖွေနေဘူးပေါ့နော်အဲ့လိုမျိုးနည်းနည်းလေးသိရမလားအပင်တွေအများကြီးစိုက်ထားတဲ့ hotel လေးကိုမနေ့ပြန်ကြရင်လေသွားပြမယ်ပေါ့နော်ဒီဘက်ကနေသွားလိုက်ရုံပဲအဲ့တော့ဗီဒီယိုလေးကတော့ဒီမှာပဲရလိုက်ပါရရှင်ဗီဒီယိုလေးကတော့ဒီမှာပဲပြီးသွားပြီပေါ့နော်ဒါလေးကပတ်ဝန်းမှာရှင်နောက်ထပ်ပတ်2မှာကတော့ hotel နောက်တစ်ခုရယ်နောက်ထပ် water pond တွေရယ်ကိုလိုက်ပြပေးပါမယ်ရှင် bye bye guys